Hello everyone, welcome back to my channel. Today I'd like to share with you daily useful English words. ဒီကနေ့မှာတော့အရင်သုံးဝင်တဲ့နေ့စဉ်အင်္ဂလိပ်စကားလုံးလေးတွေကို share လုပ်ပေးသွားမှာဖြစ်ပါတယ်။ Number 1. Do what you want. Do what you want. မင်းကြိုက်တာမင်းလုပ်ပါဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ For example, you should listen to me. မင်းငါပြောတာကိုနားထောင်တင်တယ်လို့တရားရောက်ကလာပြောတယ်ဆိုလို့ရှိရင်ပြန်ပြောလို့ရတယ်။ Don't talk to me. ငါ့ကိုစကားလာမပြောစမ်းပါနဲ့ Do what you want မင်းကြိုက်တာမင်းလုပ်စမ်းပါ Number 2 Don't push me Don't push me ငါ့ကိုတွန်းအားမပေးပါနဲ့ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် For example တယောက်ကကိုယ့်ကိုလာပြောတယ် Come on just do it ဒါလေးကိုလုပ်လိုက်စမ်းပါကိုကပြန်ပြောလို့ရတယ် Don't push me ငါ့ကိုတွန်းအားမပေးစမ်းပါနဲ့ငါ့ကိုဖိအားမပေးစမ်းပါနဲ့ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် Number 3 Suit yourself Suit yourself မင်းကြိုက်တာမင်းလုပ်ပါဆိုတဲ့အဓိပ္ပာယ်မျိုးပဲဖြစ်ပါတယ်တယောက်ကကိုယ့်ကိုလာပြောတယ် I'm not going with you ငါမင်းနဲ့အတူတူသွားမှာမဟုတ်ဘူးကိုကပြန်ပြောလို့ရတယ် Suit yourself မင်းကြိုက်တာမင်းလုပ်ပါပြဿနာမရှိဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် Number 4 If you say so If you say so ပြောတာပဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ကိုကတယောက်ကပြောတာကိုလက်တော့ခံလိုက်တယ်ဒါပေမဲ့စိတ်ထဲမှာတော့တိတ်ပြီးတော့မယုံဘူးဆိုတဲ့ခံစားချက်မျိုးရှိတယ်ပေါ့နော် For example Trust me, she loves me. သူမငါ့ကိုချစ်တယ်ဆိုတာကိုယုံစမ်းပါ If you say so ပြောတာပဲစိတ်ထဲမှာတိတ်ပြီးတော့မယုံဘူးပေါ့နော် Number 5 I'm done with this. I am done with this. ပြီးသွားပြီဆိုတာအဓိပ္ပာယ်ဖြစ်ပါတယ်ဆက်ပြီးတော့မလုပ်တော့ဘူးပြီးသွားပြီ For example Let's argue again. ထပ်ပြီးတော့ညှင်းခုန်ကြရအောင် I'm done with this. တော်ပြီမညှင်းခုန်တော့ဘူးအဲ့နဲ့ပတ်သက်ပြီးငါဆက်ပြီးမငင်းခုန်ရင်တော့ဆိုတာလေးပဲဖြစ်ပါတယ်ချစ်သူကြီးသားတွေကြားမှာဆိုလဲဒီဟာလေးကတုံးလို့ရတယ်ချစ်သူကြီးသားတွေကပြတ်သွားကြပြီဆိုလို့ရှိရင် I'm done with you I'm done with her ငါတူမနဲ့ပြီးသွားပြီငါမင်းနဲ့ပြတ်သွားပြီ Number 6 Enough is enough Enough is enough တော်လောက်ပြီလုံလောက်ပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် For example I'll keep doing itငါအဲ့ဒါကိုဆက်လုပ်နေမယ်လို့တယောက်ကလာပြောလာတယ်ကိုမကြိုက်တာတစ်ခုခုကိုမလိုအပ်တာတစ်ခုခုကိုဆက်ပြီးလုပ်မယ်လို့ပြောလာတယ်ဆိုလို့ရှိရင်ပြန်ပြောလို့ရတယ် Enough is enough လုံလောက်ပြီတော်လောက်ပြီပေါ့ Number 7 I'm not myself today I am not myself today ဒီနေ့ငါစိတ်နဲ့ကိုယ်နဲ့မကပ်ဘူး For example တယောက်ကကိုယ်ကိုလာပြောတယ် You seem different today မင်းဒီနေ့တမျိုးကြီးပဲနော်ပြန်ပြောလို့ရတယ် I am not myself todayဒီနေ့ငါစိတ်နဲ့ကိုယ်နဲ့မကပ်ဘူး Number 8 Who says so ဘယ်သူပြောလဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် For example တယောက်ကကိုယ်ကိုလာပြောတယ် It is right အဲ့ဒါကမှန်တယ်ကိုကပြန်ပြောလို့ရတယ် Who says so ဘယ်သူကပြောရလဲဘယ်သူကမှန်တယ်လို့ပြောရလဲ Number 9 Yes this is the last one What the hell are you talking about What the hell are you talking aboutဘာကြီးလာပြောနေရလဲဒီစကားလုံးလေးကနည်းနည်းတော့ချမ်းတယ်ပေါ့နော်တယောက်ကကိုယ်အလိမ့်မရှိတာလာပြောနေရဆိုလို့ရှင်ကိုကပြန်ပြောလို့ရတယ် For example Don't lie you made it ကိုမလုပ်ခဲ့တဲ့ຢာတစ်ခုကိုလာပြီးတော့ပြောတယ်ကိုကိုလာပြီးဆွဆွဲတယ်ဆိုလို့ရှင်ပြန်ပြောလို့ရတယ် What the hell are you talking about What the hell are you talking about ဟုတ်ပါပြီဒါကတော့အရင်အသုံးများတဲ့နေ့စဉ်တော့အင်္ဂလိပ်စကားလုံးလေးတွေကို share လုပ်ပေးခဲ့တာဖြစ်ပါတယ် Practice these words with examples every day Bye see you later